အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Kevin ပဲဖြစ်ပါဒီနေ့ဗီဒီယိုမှာတော့ Roblox ထဲက Hide and Seek skin ကိုဆော်လာမှာဖြစ်ပါတယ်ဒါပေမဲ့ဒါကပုံမယ်တူပေါ်လိုက်ခင်တော့မဟုတ်ဘူးကျွန်တော်တို့ PC တွေပုံစံကိုပြောင်းပြီးတော့ကျွန်တော်ပုံရမှာပေါ့နော်အဲ့လိုပုံတာကိုဒီလိုက်ရှာတဲ့လူတွေကလိုက်ပြီးရှားမှာပေါ့ပြောရရင် Hider နဲ့ Seeker ဆိုပြီးတော့လိုက်ရှာမှာပါ Seeker ကတနက်ရင်လိုက်ပြစ်မှာပေါ့နော်ကဲဒါကတော့ပွဲစားဖို့အတွက်ကျွန်တော်တို့ကနစောင့်နေရပါတော့ဒီမှာပကွားလေးခုံလို့ရတယ်အစ်စေးပဲဒီပွဲအားစားတခြားလူတွေစောင့်နေတော့ကျွန်တော်တို့50စက္ကန့်လို့ပဲပြီးဟဲ့ဒီကလူရအကောင်းရအကြီးပဲဟဲ့အဆိုင်ကြည့်အောင်ဒီဘက်ကပါတယ်မသိဘူးဒီဘက်မှာလည်းပကွားတွေရှိတယ်ထိုင်ပါတော့ခုံမလေးတော့ဒီထဲမှာဆိုကိုကြိုက်တဲ့ room ကိုကျွေးရတယ်ကျွန်တော်ကတော့ဒီ warehouse ကိုကျွေးလိုက်တယ်ပေါ့နော်ဒီမှာပုံမှန်တွေ့တဲ့ပစ္စည်းတွေပိုင်းနဲ့ဆိုတော့လေဟိုပုံရလွယ်မဲပုံစံပေါ့အဲ့ဒါမျိုးဒါလေးရွေးလိုက်တယ်ဒီလာကြပါလို့ကဲရွေးလို့ပြီးသွားပြီကဲဟိုင်လာတာစီကားလားကျွန်တော်ဟိုင်တာပဲကြာမှာပါစီကားတိတ်ကြာမှာမဟုတ်ဘူးကျွန်တော်ဖေပုံပြရအောင်ဒီဘုံမပြောင်းဒီဘုံပြောင်းဒီဟာလေးပြောင်းမယ်ဒီအပေါ်တက်မှာတင့်နေတယ်ရအောင်ကြကြပါအောင်ရပြီလိုက်ရှာနေရပြီကျွန်မသူတို့တွေရှာကြည့်လို့မရဘူးဘယ်လိုဖြစ်တာလဲခိုင်နေရွှေ့ရပြီခိုင်နေဒီလိုလေးဆိုရင်အဆင်ပြေမလားဒီရောက်ဆိုရင်မတိတာတော့ဒီဟုတ်လားသူတို့အကောတော့မပြည့်ပြဒီနေရာကလည်းအားနေချက်တခုရှိတယ်ဗါလဲဆိုတော့နေရာကြီးလေးဆိုတော့တိတ်အဆင်မပြေဘူးနေရာကြီးလေးဆိုတော့တိတ်ပြီးတော့ငါလုပ်လို့မရဘူးငါပြစ်နေပြီအောင်တီတော့အေးပါကွာတေးသွားပြီဘာမှတော့မဆော့ရသေးတန်းတေသွားဒီစပွန်ရှင်တော့ရိုဘတ်300နဲ့တူပဲတော့ရိုဘတ်ကမွဲနေတယ်ဟေးမတုံးနိုင်ကွာဒီတိုင်းလေးပဲသူကတေသွားစီကာလေးနဲ့ပြန်ပြီးတော့စပွန်လာတယ်ပြစ်ဒီရတယ်ကုန်ပြစ်ကြာတယ်အောင်ကြာဒီရတယ်ကုန်ပြစ်လှုပ်ရှုပ်လို့ဒါလေးအကုန်ပြစ်ပြစ်ရှယ်ပြစ်ဒီမှာ PC ရတာများတော့အဆင်ပြေဘူးကွာပြောရရင်ဟိုက်တာတွေကပုံရတာအဲ့လိုမခက်ဘူးဆို PC ရတာများနေတယ် PC ရတာများပုံရတာအဆင်လေးပြည့်တယ်အပေါ်ထဲမှာလည်းရှိသေးတယ်ကွာဘာပြည့်လို့ရတယ်အကုန်ပြစ်ကွာပြစ်လို့ရတယ်အကုန်ပြစ်ကြီးကကိုတက်တော့ကိုပေးတာကိုကြတော့ကို300ရကြီးတယ်အဲ့ဒါအဆင်ပြေတယ်ဒီကပါထွက်လို့ရတာမရအောင်ဒါရောပါလို့ရတယ်ဒါလည်းခုတ်လို့ရတယ်ဒါနေရပါโอเคပြီးပါကွာတရားမတွေ့တော့ဘူးရောင်50စက္ကန့်ပဲလိုပါဘူးရောင်စီကာလေးရှုံးတော့မယ်အကုန်မတွေ့သေးဘူးစီကာလေးရှုံးတော့မယ်ဘယ်နားမှာဘလို့တော့ပုံးနေကြရလဲမသိဘူးလို့တလားစီကာလေးရှုံးသွားရင်ဟိုက်တာရင်လည်းဝိုင်းဟိုက်တာဘလို့တော့ပုံးနေတယ်မသိဘူးကျွန်တော်ကလုံးဝမသိဘူးဖြစ်အေးပါကွာကဲပွဲပြီးသွားပြီကဲနောက်တော့ပြန်စားမယ်ဒီရလေးပေးလိုက်ပါပေးရဒီ greenhouse ပေးလိုက်ပါ greenhouse နဲ့စောရတာပြောကောင်းမဲ့ပုံအဲ့နေရာမှာတော့ငါစီကောင်မကြခြင်းဟေးအဲ့နေရာတားများဟိုက်တာပဲကြာနေတယ်စီကာဆိုအဲ့နေရာဆိုခွေးဖြစ်မလောနိုင်မှာမဟုတ်ဘူးကဲပွဲစားဖို့ကျွန်တော်တို့5 4 3နဲ့တဲ့โอเคစပွဲစားဟိုက်တာလေးပေး please ဟိုက်တာလားစီကာရောက်ပြီစီကာတဲ့အေးပါကွာ
ဒီနေရာကြီးကစီကာလောက်ရင်အကုန်ပစ္စည်းတွေအများကြီးဆိုမလုပ်ချင်ပါဘူးကွာစီကာလာဖြစ်သွားသေးတယ်ပြေးချပြပြဓာတ်ခုတ်ဟာရောက်ပြေးနည်းနည်းကြံသေးပြေးဟဲ့ဟုတ်တယ်ဒီမှာပစ္စည်းတွေကြည့်အများကြီးပဲပေါ်တော့နေရမယ်ပစ္စည်းတွေကတော့ဟိုက်တာတွေလည်းတော့ကန်ကောင်းချက်ကြီးကျွတ်စင်ရေအကုန်လိုက်ပြစ်နေရတိတ်တော့အဆင်မပြေတော့ဘူးဟဲ့ဟိုမှာလုံနေလားမင်းပါလို့တာလေတေးလိုက်တော့ဒီတော့ပစ္စည်းတွေမြင်ရဘလို့ဖြစ်ပြီးတော့ဟိုက်တာတွေကဘလို့တို့ပြီးတော့စီကာတွေကနိုင်တော့မှလေကြည့်အောင်ကွာကန်တဲရရေးဆက်လိုက်တာငါကလေးကြမှာသူတို့နေရာကြမှာငါကလေးကြမှာစီကာကြီးလာပေးတယ်နော်စောစီးရစီကာပေးရမို့သူတို့နေရာကြစီကာလာပေးတယ်အေးပါကွာကျေးဇူးအများကြီးတင်ပါတယ်လို့ဒီပင်နဲ့ကုန်ပြစ်ကြည့်ကွာဒီပင်နဲ့အကုန်လုံးပြစ်ကြည့်မှပဲကိုသိရမှာပဲဟုတ်တယ်မို့လားကဲဒါပြစ်ဟိုဘက်မှာအများကြီးပဲအဲ့ဒီဘက်မှာအများကြီးပဲအဲ့ဒီဘက်မှာအများကြီးပဲပြစ်တားလေးကုန်ပြစ်သွားတာတန်းစီပြီးကုန်ပြစ်သွားတမနစ်ကျော်ပဲကျန်တော့တယ်ငါနိုင်ပါမလားကျွန်တော်တွေကမနိုင်တော့ဘူးဘာလို့ဆိုစစ်ကာတွေကနည်းနည်းဟိုက်တာတွေကအများကြီးပြီးတော့ဒီမှာပုံးစရာပစ္စည်းတွေကနေတာမဟုတ်အဲ့မို့စစ်ကာနေနဲ့နိုင်ကြီးကလုံးဝရာလုံးက 1% တော့မရှိဘူးလုံးဝနိုင်ကြီးလုံးဝမရှိဘူးဘာလို့ဆိုတော့ဒီမှာပစ္စည်းကအများကြီးစပွန်းတာတွေရောဘာတော့ညာတော့လုံးဝမနိုင်အဲ့ဒါကြီးကိုကျွန်တော်ကဒီမှတ်ကြမှာဟိုက်တာမကြပဲစီကာကြတာပါတဲ့ကျေးဇူးအများကြီးတင်ပါတယ်တွေ့လားဆိုစီကာနေနိုင်သွားတယ်ဟိုက်တာနေနိုင်သွားတယ်ပြောမှာပါလို့စီကာနေနိုင်သွားတယ်တဲ့ဒီကတော့ငါ့ဟိုက်တာလေးပေးပါလားကွာစီကာမပေးတော့နဲ့တောင်းမပါလေလို့ကဲနောက်တော့မတ်တကူပြမယ်နောက်တော့မတ်တကူဒါရွေးလိုက်ကွာ garish အတန်ရသိမရဟာဘလို့အတန်ထွက်လဲတော့မသိဘူး garish ကတော့သိအရှိကဘာဘလို့အတန်ထွက်လဲမသိဒီကိုလာပေးကြပါတောင်းမှမရဒီမှာငါတရားဝဲရှိတာကျွန်တော်ကောင်လေးအကုန်လုံးဟိုဘက်သွားကြတာဘာလို့တာလဲလို့လာပြန်ပြီငါကြွေးတယ်မှတ်ဆိုတေးရအောင်မလာကြအောင်အေးပါဟွာကဲခုံပြောင်းမယ်ဒီသုံးပြောင်းတာပုံမိုက်ဒီသုံးနဲ့ဒီနေရာမှာဒီနေရာကြီးသွားလိုက်ဒီနေရာလောက်ဒီနေရာအဆင်ပြေအောင်ဟိုင်းနေရာနဲ့မှာငါပြီးမှတည့်ဒီရွေ့နေတည့်ဒီကဟျောင်းသွားပြီငါနဲ့ကိုမလာနဲ့တော့အေးပါကွာရှောဘေးနာကောင်တေးပါဘေးနာကောင်ပြစ်ခင်နေရငါ့ကိုပြစ်နေပြီသွား respawn လို့ရလားမသိဘူးမိုဘတ်6တယ်အေးပါကွာနာစကားပါမနိုင်သေးဘူးသူကလည်းတင်နေတယ်ခိုင်ဒီကောင်လေးကဘာဖြစ်တယ်အများကြီးအဆင်မပြေဘူးပြင်းနေဟောင်းမပြေးဒီကောင်တော့ဟာရှော့ကောင်းတယ်ဟုတ်တယ်လှုပ်ထားမယ်ပေါ်တက်အပေါ်မှာရှိတာဓာကြီးတွေပြမရဘူးကွာโอเคဘယ်သူတွေရှိတယ်အဲ့ဟိုဘက်မှာရှိတယ်ဟိုဘက်မှာအဲ့ဒါကြီးမဟုတ်ဘယ်ဘက်မှာလေအခုနအဲ့ဘက်ကြီးပြနေတော့အေးပါကွာတလို့သွားမယ်ဟဲ့အောင်သွားမယ်လို့
အဲ့ပေါ်ဘူးတက်အောင်လည်းပြီးဒါလေးတော့ပြဒါလေးအကုန်ဖြစ်ကြည့်ပါဟဲ့အောင်ဒီမှာပန်းနေအများကြီးပဲပြရှေ့ပြတစ်ပင်းနဲ့ပြဒီတစ်ပင်းနဲ့အကုန်ပြကွာအကုန်ရိုက်ခွဲဟုတ်လားအကုန်ရိုက်ခွဲကြာလို့အကုန်ရိုက်ခွဲဒါလေးပါပြဒီပေါ်တက်ပြီးရောအခုနာကောင်လိုက်ရှာကြည့်ရအောင်အခုနာကောင်ရှိသေးလားမသိဒီထဲမှာခုံနဲ့တခုံမှမရှိဘူးနော်တွေ့လားခုံနဲ့တခုံမှမရှိဘူးဒီခုံလေးပဲရှိတယ်ဒီခုံလေးစမ်းပစ်ကြည့်မယ်ပြစ်ကွာဟာမဟုတ်ဘူးကွာအေးရွာကွာဟိုက်တာကြစီကကြတပွဲမအောင်မနိုင်ဘူးကျေးဇူးအများကြီးတင်ပါတယ်လို့ဒိုင်နိုဆောကြီးကအပြောင်းရဒိုင်နိုဆောမဟုတ်ဘူးဒိုင်နိုဆောမရအောင်အေးရွာကွာဟာရောက်ကြီးဒီကောင်မှမတွေးတော့ဘူးလို့ငါဟိုက်တာဖြစ်တယ်မနိုင်စီကဖြစ်တယ်မနိုင်တော့ကန်အဲ့လောက်ကောင်းတာနော်ကဲပင်အဲ့လောက်နှုတယ်ဆိုရင်နော်ယူပါလေငါဝိုင်းဆဲကြတော့မေးအေးပါကွာကြောင်ကြီးရှာကြရစက္ကန့်20ကျော်ပဲကျွန်တော်တည်းသွားပြီးရမင်းတို့မှမျောလင်းချက်မရှိတော့ဘူးအေးပါကွာဒီတစ်ခါလည်းထပ်ရှုံးမြန်ပြီလို့ကဲ10စက္ကန့်9စက္ကန့်6စက္ကန့်စောင့်နေတော့သွားရှုံးလိုက်တော့ဘတ်ဆိုင်တာလည်းဘတ်စီကပြတယ်ငါမပါဘူးရေးကျေးဇူးအများကြီးတင်ပါတယ်ရောက်ရေးတပွဲမအောင်မနိုင်သေးတာကြာဘလုံးလုံးလားဟာအေးပါကွာတတည်းဘာလာလေးပြနေရတော့မန်ဘာဝရဒီပကွားလေးတွေပဲခုံမာတော့မယ်လို့ကျေးဇူးအများကြီးတင်ပါတယ်တကူဒီကိုတပွဲမအောင်မနိုင်သေးဘူးဘတ်ဟိုက်တာလည်းမဖြစ်ဘူးဘတ်စီကလည်းမဖြစ်ဘူးစီကဖြစ်တယ်မနိုင်ဘူးဟိုက်တာဖြစ်တယ်မနိုင်ဘူးဘာဖြစ်မနိုင်ဘူးမတ်ယူရမရငါပြောလဲမတ်ယူငါပြောလဲမတ်ရဒီမတ်မြူနဲ့ဟုတ်တယ်ဘာအစပြောလဲမတ်ယူဟုတ်တယ်မှန်တယ်ဟိုတိုင်းလို့တော်တယ်အဲ့မတ်ယူလို့ဟိုက်တာကြစီကမကြရနော်အဲ့မက်ကမှာအများကြီးစီကမကြနဲ့ဟိုက်တာတော့အေးဟုတ်တယ်ဟိုက်တာဖြစ်ပါရဲ့ဒီပုံကြီးမပြောင်းနဲ့ဒီပုံကြီးဆိုအဆင်မပြေဘူးလေဒီပုံကြီးဆိုအကြီးပဲကိုပြတ်တက်လိုက်အောင်ပေးမှာမလို့ခိုင်းဒီဘက်တစ်ပင်ပြောတစ်ပင်โอเคတစ်ပင်ပြောတစ်ပင်အဆင်ပြေတယ်တစ်ပင်ကအဆင်ပြေတယ်ခိုင်းဒီဘက်တွေရွှေ့တာအဲ့ဒါလို့ကမသိတာတော့ရွှေ့တယ်အဲ့လောက်လေးမသိတာတော့အဲစစ်ကားတွေကိုလည်းကြည့်လို့ရတယ်အဲ့တိတ်မသိတာတော့ဘူးပေါ့အဆင်ပြေတယ်တွေရောက်ပြီအများကြီးကြံနေရောစစ်ကားရောက်ငါနဲ့လာနေစစ်ကားတွေငါနဲ့လာနေပြီဟောမလာကြပါနဲ့လို့ငါတောင်းငါတပွဲမှမနိုင်သေးလို့ပါလို့ပေါ်တော့မယ်ဟဲ့ငါနဲ့မလာနဲ့လို့ဟာဟဲ့ငါနဲ့မှရစ်တီတော့နေတန်းစီပြီးအကုန်တနည်းပြခံလိုက်အောင်ပေးကုန်မယ်လို့သွားပြီးပေါ်နေဘယ်သူမှမသိဘူးအဆင်ပြေတယ် is that okay အကုန်ရှေ့ကျုံးခံနေရတာရှေ့အကျုံးခံနေရတာငါတို့ဟိုက်တာရနော်မစိတ်တက်အောင်လေလာပြီတိုးနေစီပဲအောက်မှာအကုန်ပြစ်နေကြတယ်ဟိုဘက်မှာလည်းပုံနှံကောင်လေးရှိတယ်ဒီဘက်တွေမှာလည်းဟိုကပြေးနေရဟိုကြည့်ပြေးနေလိုက်မဖြစ်ကြဘူးလားဟဲ့ဟိငါ့ကိုလာပြစ်နေတော့ငါနေရင်ဖြတ်သွားတာအကောင်ငါ့ကိုမတွေ့ဘူးအေးတေးပြီလားမသိဘူးဒီတော်သေးငါတော့မပြစ်သေးဘူးအေးလာပြီပြစ်ပြီးသွားပြီတေတော့မယ်ပြေးတိုက်ပြေးအာသွားပြန်ပြီဟေးဟာဒီတစ်ခေါက်လည်းမနိုင်ပြန်ဘူးကြာနိုင်ငံနီးလေးလို့တမင်းနေပဲလို့ရတာမပြစ်တဲ့ဒီဘာဖြစ်တော့မို့လို့လေလို့ဒီခါလဲရှုံးတာပဲဘာမှလည်းမဆိုင်မဟိုက်တိုင်းနိုင်သွားတာစီကာနိုင်သွားတာနဲ့သူလေစက္ကန့်အများကြီးကြံသေးတယ်ဟိုက်တိုင်းနိုင်တာဖြစ်တော့စီကာနိုင်သွားတာဖြစ်တာပဲကဲဒီနေ့ကတော့ဆိုတာတပွဲမှမနိုင်ပါဘူးလို့ကျေးဇူးအများကြီးတင်ပါတယ်လို့ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်တဲ့ဗီဒီယိုမှာနောက်တဲ့စကလေးနောက်တဲ့ပုံစံအနေနဲ့ပြန်ပြီးတော့လာခဲ့ပါမယ်ကျွန်တော် channel ကိုလည်း subscribe နဲ့ like and follow လေးလုပ်ပေးသွားကြပါ
အခုချိန်လေးကြည့်ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်